ခဏပြေးလေးကျွန်တော်ဒီနေ့ဝယ်မဲ့ကားတွေပေါ့နော်ဒါပေမဲ့ကျွန်တော်အယောင်အသိမကြိုက်ဘူးဒီကားကလေပုံစံသိမကြိုက်ဘူးဒါကျွန်တော်အိမ်မှာတော့လိုလာတော့ကားအလုံးပေါင်း5စီးလောက်လိုနေပေါ့နော်ကျွန်တော်တူကတယောက်တစ်စင်းကျွန်တော်မိတွေ့တဲ့စင်းကျွန်တော်ညီလေးတွေ့တဲ့စင်းကျွန်တော်တွေ့တဲ့စင်းပေါ့နော်ခလုံးမကားတွေကတော့ကျွန်တော်အယောင်မကြိုက်ဘူးဒါကျွန်တော်တစ်ဖက်တွေပါအဲ့ကြည့်မကြိုက်ကားရစီကုံတယ်အဲ့ကားရစီကုံတယ်စီကုံမဲ့ကားတွေမစီးတာကောင်းတယ်ကားဝယ်တစ်ထင်းနှစ်ယောက်ဒီမှာကားရွေးနေပေါ့နော်သူတို့ကဘယ်ကားဝယ်မှမသိတော့ခုလမ်းလျှောက်ပြန်နေကြတယ်ဒီကားတော့ကျွန်တော်ထင်တော့အမေရိကန်ဒေါ်လာ9သိန်းလောက်ကျမယ်ဒီနေ့လင်မ900လောက်စီးလိုက်ပေါ့ကလေးနေတယ်ဒါကျွန်တော်တို့ဒီအမေရိကန်ပြန်ဖို့အတွက်လေဆိပ်သွားနေတာဖြစ်ပါတယ်ကျွန်တော်အမေရိကန်နိုင်ငံရောက်တဲ့ခါကျရင်ပြန်ပြီးကျွန်တော်ပြန်ပြီးဟမ်我变对不啦？好嘛？哎，没看好喜欢没看吧？贵要估计两个300的，明天算哪久？啊了？不得便宜的。不，哦不啦。好了，啥个也给我？那就行了。哎，怎么你谁的钱嘛？你谁？啊？你的哈？我上面你的面了，太你的。哇！来了喂，喏，来喏，别急急不啦？啥不一样嘛？打几秒几秒来了。哎，安那这了，今天主要是让人谁他们家不他妈都差了，还不差别别的，山西啊，几点的？上面别那个gì？啊，那不那个gì的？啊，ကျွန်တော်ဒီမှာရှောင်းပါတော့ဒီအင်ဂျီတွေမသုံးအခုကျွန်တော်အမေရိကန်ရောက်ခါနေမှာပဲဒီအင်ဂျီတွေကြောင်းဝယ်ဆိုလက်ဆောင်ဝယ်ပြန်မလို့ဆိုဒါရဘေးထုံးတဲ့ပုံစံတူတယ်ဝယ်ရတယ်